ငယ်စဉ်တုန်းကအကောင်လေးဟာဘေးအိမ်ကမိန်းကလေးငယ်လေးစီကိုသူဆွဲထားတဲ့ပကြီးကားလေးတစ်ချက်လှမ်းပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပကြီးကားထဲမှာသူမကိုဝါဝတုတ်တုတ်ကြီးဆွဲထားတာကြောင့်မိန်းကလေးငယ်လေးဟာရှက်ကိုရှက်တန်းဖြစ်သွားပြီးပကြီးကားကိုပြစ်ပယ်လိုက်တဲ့အတွက်ကောင်လေးမှာစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။16နှစ်ကြာပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်လုံးအရွယ်ရောက်လာကြပါပြီ။ကောင်မလေးဟာကိုလေးချိန်ပေါင်1000ကျော်အထိတက်လာပြီးဝါလာတယ်လို့ထင်နေပေမဲ့လည်းကောင်လေးကတော့သူမစီကိုနှလုံးသားပုံစံစက်ကူခောက်လေးတွေနေတိုင်းပေးပို့နေတော့မှာပဲကောင်မလေးကတော့ဂျင်နီဖာလိုပက်စ်လိုမျိုးပိန်ပိန်ပါပါလှလှပပလေးပဲဖြစ်ချင်နေတာကြောင့်ဘာအစားမှမစားဘဲနေခဲ့ပါတယ်။ဒီနေ့မှာတော့သူမပြတင်းပေါက်ကိုဖွင့်လိုက်တဲ့အချိန်ကောင်လေးကလှမ်းပြီးနှုတ်ဆက်တဲ့အတွက်ရှက်ကိုရှက်တန်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးဘေးနားမှာမရှိတဲ့အချိန်မှာတော့သူမဟာအဲ့ဒီနှလုံးသားပုံစံစက်ကူခောက်လေးကိုအမြန်ကောက်ယူလိုက်ပြီးပျော်ရွှင်မှုတွေနဲ့မျက်နှာတစ်ခုလုံးရင်းပွင့်သွားပါတော့တယ်။တကယ်တော့သူမဟာကောင်လေးပေးတဲ့များနှလုံးသားစက်ကူလေးတွေကိုတိတ်တဆိတ်စူးစောင်းနေခဲ့တာဖြစ်ပြီးသူမရဲ့အခန်းထဲရန်တစ်ခုလုံးမှာလည်းအဲ့ဒီနှလုံးသားလေးတွေအပြည့်ကတ်ထားတာပါ။သူမဟာကောင်လေးကိုစကားပြောဖို့အရင်ရှက်နေခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ကောင်လေးကကောင်မလေးကို Starbucks မှာ date လုပ်ဖို့နောက်ဆုံးမှာတော့ဖွင့်ပြောလိုက်ပြီးကောင်မလေးကလည်းသဘောတူခဲ့ပါတယ်။သူမဟာကောင်လေးရဲ့တိုက်ခန်းစီကိုသွားခဲ့ပြီးသူတို့နှစ်ယောက်ဟာချက်ချင်းပဲတန်ရုံးစင်ချင်းဆက်သွယ်မိသွားကြပါတယ်။ဒါပေမဲ့သူမအခန်းထဲကိုဝင်သွားတဲ့အခါမှာတော့ငငယ်တုန်းကသူမညှင်းပယ်ခဲ့တဲ့ပကြီးကားဟောင်းလေးကိုတွေ့လိုက်ရတယ်လို့အခြားပိန်ပိန်ပါပါမိန်းကလေးတစ်ယောက်ရဲ့ပကြီးကားတွေကိုပါတွေ့လိုက်ရပါတယ်။အဲ့ဒီပကြီးကားတွေအားလုံးမှာတော့စက်ကူစာလေးတွေတစားစီလိုအပ်နေတာညှက်ယူထားတာကိုသတိထားမိသွားပါတယ်။အဲ့ဒီချိန်ကျမှပဲသူမဟာတကယ်တော့တစ်ခါမှကိုလေးချိန်မတက်ခင်မဝခဲ့ဘူးဆိုတဲ့အမှန်တရားကိုရုတ်တရက်သဘောပေါက်သွားပါတော့တယ်။သူမဟာအစကတည်းကကိုအမြဲတမ်းဝါနေတယ်လို့ထင်မှတ်တဲ့စိတ်ဝေဒနာခံစားနေရတာဖြစ်ပြီးကောင်လေးကကောင်မလေးရဲ့ပကြီးကားတွေကနေစက်ကူစာလေးတွေကိုနှလုံးသားပုံစံညှက်ပြီးနေတိုင်းပေးပို့နေကြတာဖြစ်ပါတယ်။ဒါကြောင့်တင်လဲတည့်ရဲ့မိသားစုကိုချစ်တယ်ဆိုရင်ကိုမရေးပေးခဲ့ပြီး subscribe လုပ်ခဲ့ဖို့မမေ့နဲ့အောင်နော်။